Bismillahirrahmanirrahim. Maulana Yusuf Al-Jami'i online Pinyai Academy ka ne Urdu ဘာသာစကားအခြေခံသင်ခန်းစာများကိုပို့ချပေးနေတာဖြစ်ပါတယ်။ Urdu का आसान कायदा सबक नंबर 13သင်ခန်းစာနံပါတ်73ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီသင်ခန်းစာမှာပို့ချပေးမယ်သင်ခန်းစာကတော့ vowel နဲ့အခရာတစ်ခုရဲ့နောက်မှာ vowel တွဲပြီးလာတဲ့အခါမှာဖတ်ရမယ်ပုံစံဖြစ်ပါတယ်အဲ့တော့ alif နဲ့သင်ခန်းစာနံပါတ်7မှာအခရာနဲ့ alif တွဲပြီးဆိုရင်ရေးချဝိစာနှလုံးပေါက်အတန်ထွက်တယ်ဆွဲရတယ်ဆိုပြီးတော့ကျွန်တော်တို့လေ့လာခဲ့ပြီးဖြစ်တယ်ဒီသင်ခန်းစာမှာအခရာနဲ့ vowel တွဲတဲ့အခါမှာသူကလည်းဆွဲရတာပဲဒါပေမဲ့သူ့ရဲ့ဆွဲတဲ့အတန်ကอูโอบูโบဆိုတဲ့အတန်မျိုးဖြစ်ပါတယ်နှစ်ချောင်းငင်ဝိစာနှလုံးပေါက်လုံးကြီးတင်တစ်ချောင်းငင်ဝိစာနှလုံးပေါက်ဆိုတော့ဒီသင်ခန်းစာမှာအခရာအပေါ်မှာ page သင်္ကေတတင်ထားတယ်ဆိုရင် vowel ရဲ့အတန်ကိုကျွန်တော်တို့ကဦးလို့ဖတ်ရပါတယ်ဦးသို့မဟုတ်ဦးအခရာရဲ့အပေါ်မှာ page တင်မထားဘူးဆိုရင် vowel ရဲ့အတန်ကိုအိုသို့မဟုတ်အိုဆိုပြီးတော့ဖတ်ရပါတယ်အခရာအပေါ်မှာ zabar တင်ထားတယ်ဆိုရင်တော့ဒါကအောက်ဘာဦးရဲ့အတန်ပေးပါတယ်ထွက်ပါတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့မြားလေးပြထားတဲ့စကားလုံးလေးကိုဖတ်ကြည့်မယ်ပူတူဂျူဟူဒူအတန်ရဲ့ဆွဲတဲ့ပြင်းအားကစကားလုံးအပေါ်မှာမူတည်ပြီးတော့လျော့သွားတာတွေရှိပါတယ်ဟူဒူရူဟူဒူရူပူတူဂျူပူတူဂျူအဲ့လိုမျိုးအတန်အပြင်းအတန်အယော့နော်ဒါလေးကတော့စကားလုံးတွေမှာကျွန်တော်တို့ဖတ်ရင်းနဲ့ကွဲလာမှာဖြစ်ပါတယ်စူရူစူဇူဆိုနိုဂျိုကိုအိုဒီမှာလဲခုနကအတိုင်းပဲဆိုနိုဂျိုအတန်အပြင်းအတန်အယော့ကနော်စကားလုံးပေါ်မှာမူတည်သွားမယ်အဓိကကတော့သူ့ကိုဦးဖတ်မလားအိုးဖတ်မလားဟုတ်လားမာရူဖ်အတန်မဂျဟူလ်အတန်နော်ဖိပြီးတော့ဖတ်မလားဟုတ်လားဖွာပြီးတော့အဲ့အပေါ်ပင့်ပြီးတော့ဖတ်မလားဆိုတဲ့နော်သဘောမျိုးဖြစ်တယ်ဆိုလို့ဖတ်မလားစူးလို့ဖတ်မလားဟုတ်လား page မတင်ထားတဲ့အတွက်နော်ကျွန်တော်တို့သင်ခန်းစာအစမှာပြောခဲ့ပြီးဖြစ်တယ် page တင်ထားတယ်ဆိုရင်နော်စူးလို့ဖတ်မယ် page မတင်ထားဘူးဆိုရင်ဆိုးလို့ဖတ်မယ်တိုပိုနော်ရှိုတိုဖိုအောဆောပေါလောက်ကြောက်ဒေါနောက်မောက်ကောက်ဖောက်နော်ဒါကျွန်တော်တို့ဒီအတန်အတွက်တွေကိုစကားလုံးထဲမှာလေ့လာကြည့်ရအောင် mashq လေ့ကျင့်ခန်း exercise
ကူဒါဆိုတာကူဒနာခုံခြင်းကနေလာပါတယ်ကူဒနာခုံခြင်းကနေကူဒါခုံခဲ့သည်ဂျူတာဆိုတာဖက်နှက်ကိုပြောတာပါကျွန်တော်တို့နော်သွားတဲ့လာတဲ့အခါမှာစီးတဲ့ဖက်နှက်ကိုဂျူတာလို့ခေါ်ပါတယ်ပူရာဆိုတာအပြည့်အကုန်အားလုံးကိုခေါ်ပါတယ်ပူရာအပြည့်ကျူစားဆိုတာကြက်ပေါက်စားလေးတွေကိုကြက်သားပေါက်ကြက်အကောင်ပေါက်နော်ဒီကြက်သေးသေးလေးတွေကိုကြက်ပေါက်စားလေးတွေကိုကျူစားလို့ခေါ်ပါတယ်ဟလာမိကောင်ပေါက်အရွယ်နော်ကျွန်တော်တို့14 15အရွယ်ကလေးတွေကိုလည်းကျွန်တော်တို့ကျူစားလို့ခေါ်ပါတယ်များဟလာသူ့ရဲ့တကယ်မူရင်းအတုံးကတော့ကြက်ပေါက်အတွက်ကိုကျူစားလို့ခေါ်ပါတယ်အဲ့တော့ကျူစားကြက်ပေါက်ကျူဟာဆိုတာကြွက်ကိုခေါ်ပါတယ်တူတာဆိုတာတူတနာကျိုးခြင်းပဲ့ခြင်းကွဲခြင်းကနေလာပါတယ်တူတာကျိုးခဲ့သည်ကွဲခဲ့သည်ရူဆိုတာနော်ဒီမှာအနောက်ကဟေရဲ့နော်အသက်လည်းရှိနေတယ်ဝါဝင်လည်းရှိနေတယ်ဟေရဲ့အသက်လည်းဟေဂျဇမ်လည်းရှိနေတယ်ဒါကြောင့်ဟေမာကူဖ်လို့ခေါ်ပါတယ်နော်အဲ့တော့ရူဝိညာဉ်ဆိုတာဝိညာဉ်နူးဆိုတာနဗီတမန်တော်နူးအလိုင်စလမ်ရဲ့နာမည်ဖြစ်ပါတယ်နော်လူပုဂ္ဂိုလ်ရဲ့နာမည်လို့ပြောလို့ရပါတယ်အဲ့တော့နူးနော်တရားယောဂလူတရားယောဂနာမည်ထားမယ်တမန်တော်နူးအလိုင်စလမ်ရဲ့နာမည်ထားမယ်နော်နူးနဗီတမန်တော်နူးအလိုင်စလမ်ရဲ့နာမည်အဲ့တော့နူးဆိုတာနူးလို့ပဲကျွန်တော်တို့မှားရမယ်ဟူးဆိုတာဂျန်နတ်ရဲ့နော်အမရဒုက္ခဘုံရဲ့နော်ဟူးကညာပြိုကိုခေါ်ပါတယ်ဟူးနူးဆိုတာအလင်းရောင်လင်းဝင်းနေတဲ့နော်အလင်းရောင်ကိုနူးလို့ခေါ်ပါတယ်သူတော်စင်သူတော်ကောင်းယောသားဖြောင်းမဲ့သူနော်သူတော်စင်သူတော်ကောင်းတို့ရဲ့မျက်နှာမှာရှိတဲ့နော်နံသဘောတရားအလင်းရောင်ကိုလည်းနူးလို့ခေါ်ပါတယ်နော်နံသဘောတရားယုတ်တီကျွန်တော်တို့ဟုတ်လားရုပ်သဘောအရာရှိတဲ့အလင်းရောင်ကိုနော်ခေါ်တယ်လို့နံသဘောအရာရှိတဲ့နော်အလင်းရောင်ကိုလည်းမျက်နှာမှာရှိတဲ့နော်လင်းဝင်တဲ့ကြည်လင်တဲ့နော်သူတော်စင်သူတော်ကောင်းတို့ရဲ့မျက်နှာမှာရှိတဲ့ကြည်လင်တဲ့အလင်းရောင်ကိုလည်းနူးလို့ခေါ်ပါတယ်တူးဆိုတာတူးတောင်ကိုခေါ်တာပါတောင် room ဆိုတာ English စကားလုံးနော် ROOM room ကနေနော်မွေးသားသုံးထားတဲ့စကားလုံးဆိုလို့ရှိရင်အခန်းကိုခေါ်ပါတယ် room ဆိုတာအခန်းနောက်မူရင်း room ရဲ့နောက်အဓိပ္ပာယ်မူရင်းအဓိပ္ပာယ်ကယောမ room ဆိုတာဟာယောမဆိုကြနာနေလာတာဖြစ်ပါတယ်စဉ်းစားခြင်းဆိုကြစဉ်းစားခဲ့သည်မိုတာဆိုတာဝါတော်သူလိုတာဆိုတာလောတာကိုခေါ်တာပါကျိုးဆိုတာတခိုးဘိုးနာပြောခြင်းဘိုးပြောပါနော်နောက်တစ်ခါဟုတ်လားစကားကိုလည်းစကားရက်ကိုလည်းဘိုးလို့ခေါ်ပါတယ် goal ဆိုတာလုံးဝိုင်းသောအရာအလုံးအဝိုင်းကို goal လို့ခေါ်ပါတယ် English ကနေလာရင်เนาะကျွန်တော်တို့ဘောလုံးကန်တဲ့အခါမှာရှူတဲ့ goal ပေါ့เนาะ goal ကဟိုဒါဟာကျွန်တော်တို့เนาะအစ်စ်လေးလာစီပူရမယ်အရာလေးဖြစ်တယ်ကျွန်တော်တို့ရှေ့မှာပြောခဲ့ပြီးသားဖြစ်တဲ့ရှေ့သင်ခန်းစာတွေမှာเนาะကဲဟနာပြောခြင်းကနေနားကိုဖြုတ်လိုက်တဲ့အခါမှာကဲပြောပါဆိုတဲ့เนาะအမိန့်ပေးစကားလုံးဖြစ်တယ်အဲ့ဒါမဲ့ကရဏပြုလုပ်ခြင်းကနေနားကိုဖြုတ်လိုက်တဲ့အခါမှာကရပြုလုပ်ပါအမိန့်ပေးစကားလုံးဖြစ်သွားပါတယ်စွန်နားထောင်ခြင်းကနေစွန်နားကိုဖြုတ်လိုက်တဲ့စွန်
နားထောင်ပါအမိန့်ပေးစကားလုံးဖြစ်သွားပါတယ်အဲ့တော့ Urdu ဘာသာစကားမှာနော်ဒီကဲဆိုတဲ့ kar ဆိုတဲ့ sun ဆိုတဲ့ဒီအမိန့်ပေးစကားလုံးကိုနော်ဝေါင်တိုးပြီးတော့ပြောတာလည်းရှိပါတယ်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကဟိုးပြောပါကဟိုးပြောပါကရိုးပြုလုပ်ပါစွနိုးနားထောင်ပါလာတို့ထမ်းပါလာဒနာထမ်းခြင်းကုတ်ပေါ်နော်ကြောပေါ်ထမ်းတာကိုလာဒနာလို့ခေါ်တယ်လာတဲ့ထမ်းပါလာတို့ထမ်းပါထမ်းရွက်ပါပေါ့နော်မာနိုမာနနာလက်ခံခြင်းနားထောင်ခြင်းမာနနာလက်ခံခြင်းနားထောင်ခြင်းအဲ့တော့မန်နားထောင်ပါမာနိုနားထောင်ပါဒါလနာထည့်ခြင်းအဲ့တို့အိုးတို့ရဲ့ကိုထည့်တာအဲ့ဒါလနာထည့်ခြင်းကနေဒါလထည့်ပါဒါလိုထည့်ပါယူဆုဖ်ယူဆုဖ်ဆိုတာနော်နဗီတမန်တော်ယူဆုဖ်အလိုင်စလမ်ရဲ့နာမည်လည်းဖြစ်တယ်နော်လူနာမည်တွေပေးကြတာတွေလည်းရှိတယ်ယူဆုဖ်Sanduk Sanduk teta Sanduk teta Sanduk teta Mazboot Mazboot ခိုင်မာခြင်းတောင့်တင်းခြင်းခိုင်မာတဲ့အရာကို Mazboot လို့ခေါ်ပါတယ် Suraj Suraj ဆိုတာနေသူရိယနေ Suraj Surya Turiya Turiya ဆိုပြီးတော့ကျွန်တော်တို့ပါဠိမှာအပြောင်းလဲအဲ့လိုမျိုးဖြစ်သွားပါတယ်အဲ့တော့ Surya ကနေနော်သူရဲ့နော်ဒီပါရှာဒီကျွန်တော်တို့ပါဠိရဲ့မူရင်းစကားနော်အိန္ဒိယတိုင်းနယ်မှာရှိခဲ့တဲ့နော်တက္ကရာနော်ဆန်စကရစ်ဘာသာစကားရဲ့မူရင်းမှာဟလာဆူရီယာကနေအဲဒီလိုမျိုးတူရီယာကနေတူရီယာဟလာအခုဒီမှာဥရဒူမှာကတော့ကျွန်တော်တို့ဆူရတ်နော်ဗမာမှာလည်းကျွန်တော်တို့တူရိန်တို့ဘာလို့ရှိတယ်ဒါကတော့ဘာသာစကားနော်ဘာသာစကားတွေကြားမှာဘာသာစကားတွေရဲ့အဆက်ကိုလေ့လာတဲ့သူတွေသိမှာပါအဲ့တော့ဆူရတ်နေဆူရတ်ရုပ်ပုံမျက်နှာပုံဆူရတ်ပုံမျက်နှာနော်ရုပ်ပုံရုပ်ပေါ့နော်ဆူရတ်ရဆူလ်နဗီတမန်တော်ရဆူလ်တမန်တော်ကိုရဆူလ်လို့ခေါ်ပါတယ်ဆောဒါအယောင်းဝယ်ပစ္စည်းကိုလည်းခေါ်တယ်လို့အယောင်းဝယ်ပြုခြင်းကိုလည်းနော်ဆောဒါလို့ခေါ်ပါတယ်အဲဆောဒါအယောင်းဝယ်ပစ္စည်းကုန်ပစ္စည်းပေါဒါဆိုတာတစ်ပင်တေးသေးလေးတွေကိုပေါဒါလို့ခေါ်တယ်ပေါင်းပင်နော်ပြိုးပင်ပေါင်းပင်တစ်ပင်တေးသေးလေးတွေဟလာအပင်ငယ်ပေါ့ပေါဒါအပင်ငယ်လောက်တနာပြန်လှည့်ခြင်းလောက်တာပြန်လှည့်ခဲ့သည်ကြော်ရာဆိုတာကျယ်ဝင်းတဲ့အရာကိုကြော်ရာလို့ခေါ်ပါတယ်ကြော်ရာကျယ်ဝင်းတဲ့အရာကျယ်ဝင်းခြင်းပေါ့နော်ကြော်ရာကျယ်ဝင်းသည်ကျယ်တဲ့အဓိပ္ပာယ်နော်ဒါဝရနာပြေးခြင်းကနေဒါဝရပြေးခဲ့သည် Fauj ဆိုတာစစ်တပ်လူအုပ်နော်အုပ်စုလူအင်အားများတဲ့အုပ်စုကြီးကိုလည်း Fauj လို့ခေါ်တယ်လို့နော်သူရဲ့မူရင်းအဓိပ္ပာယ်ကတော့စစ်တပ်ဖြစ်ပါတယ် Fauj စစ်တပ်အဲ့တော့ကျွန်တော်တို့သင်ခန်းစာနံပါတ်73အထိရောက်လာပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ခက်စစ်တွေအလုံးကျွန်တော်တို့ခက်စစ်စကလုံးပေါင်း100ကျော်100နီးပါးဖြစ်သွားလောက်ပြီအဲ့တော့ခက်စစ်တွေဘာသာစကားတစ်ခုတင်ယူစည်းပူးတဲ့နေရာမှာနော်သူရဲ့ဥပဒေဘာသာစကားရဲ့အခြေခံဥပဒေကိုတည်နားလည်ဖို့အရေးကြီးတဲ့နဲ့အတူတူစကလုံးတွေကိုကြက်မှတ်နော်မှတ်မိဖို့ပါဇက်ပေါ်တင်အောင်လုပ်ထားဖို့လည်းအရေးကြီးပါတယ်အဲ့တော့စကလုံးတွေကိုကျွန်တော်တို့အလွတ်ရအောင်ကြက်မှတ်ထားမှာဖြစ်တယ်နော်ဥမာဖြင့်ကျွန်တော်တို့ဒါဟာစာဖတ်တာနဲ့နော်အဖတ်နဲ့အပြောနဲ့2မျိုးပေါ့အဖတ်နဲ့အပြောနဲ့2မျိုးမှာအခုကိုကအဖတ်ကိုမသိဉင်ဘူးဆိုရင်အခုဒီမှာပါနေတဲ့နော်စာမျက်နှာကိုပြထားပြီးတော့သင်ပေးနေတဲ့အတန်ကိုနားထောင်ပြီးတော့လည်းကျွန်တော်တို့စကားလုံးတွေကိုမှတ်ထားကြက်ထားလို့ရပါတယ်နော်အဲ့တော့စကားလုံးတွေကိုများဖတ်ထားဖို့များကြက်ထားဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံအပ်ပါတယ်တိုက်တွန်းအပ်ပါတယ်ကျေးဇူးတင်ပါတယ်အစ္စလာမ်အလိုင်